ပြန်နိုင်လောက်ပဲမယ်ပြန်နိုင်လို့စင်းစင်းအောင်လုပ်ပဲမယ်နော်ပြန်လာအောင်ခေါ်ပေးပါအေးခုနကရှီတော့လေးတယ်လို့သူပြောအေးအဲ့ဒါဖိုက်ချင်တော့တော့ရိုးတိုင်နဲ့ထအောင်ကြတယ်အဲ့ဒါလည်းမင်းနာထအောင်တယ်မွေးကဖလာမမွေးရပါတယ်နိုင်ဖလာအဲ့ဒါ开我妈，我那种我妈那种那种，人家中国妈比那地方就话了的。你通不啦？你揪你也揪啊，我那个揪啊，揪扛起揪，你来快，快快，我在扛起，咱们扛起揪，抽开咱扛起揪，飘来怎么看到了？包面师傅弄那个，呀了，包师傅师傅，没来出来嘛？အေးအမွေးတိုင်းနေပါထုံး人家到时候一块钱就谁嘛呗？ကြောင်းစင်းနဲ့ပဲ 人家一个人你老弟家你呗？你家。我家来没事。我俩弄你回去啦啦。钱没有。ငါးကြောင်းနော် ငါကြောင်ငါကြောင်မတည်းကတည်းက ဟိုဟာလဲငါးချောင်းထုံးလိုက်ငါးချောင်းထုံးလိုက်နေတာသားနေတာသားတွေကနည်းနည်းညစ်ပတ်တာကောင်းရင်မှာလည်းပြောတာလေမင်းတို့ကောင်းအဲ့လိုမျိုးတွေဒါတွေကခေါင်းဝင်းကားနဲ့အိမ်ဝင် ဆိုတော့ညစ်ပတ်တာ ခုနကအောက်မှာလောက်ထားတဲ့ဟာလေအောက်မှာဖာတွေထည့်ထားတာလည်းမသိဘူးပုံးဖယ်ခိုင်းတာဝင်ပြီးတော့ဟိုကလည်းမသိဘူးဘာတွေလည်းမသိဘူးနာရမှာတူတူပူးနေတယ်နေစင်းတော့မရဘူးစိတ်ညစ်တာပါလေဟုတ်တယ်တန်ငါကုန်တိကြီးဈေးလိုက်အောင်သွားပြီခြေတော့ကြီးလေးတယ်ဆိုပြီးပြောတာဟိုမှမထိုင်နေခြေတော့ရှောင်းလေးနေတယ် စိတ်ကတော့မနိုးတာနေနဲ့ထား ဝင်လာတာမဟုတ်ဒီကပြန်ထုတ်တော့ဘူးထုတ်ဘူးဒီလို သူထွက်သွား ဘူးလည်းမလွယ်ဘူး လင်းနိုးတိုင်းနေ လည်းမလွယ်ဘူးမသိဘူး ဟိုလိုက်တော့လုပ်သေးတယ်အဲ့ဒါလည်းမလဲဆိုတော့ဝင်ထပ်ဘူးတွင်းလာမှာမချီခလုတ်ပေးပါမလာချီတဲ့ခလုတ်မမနေပါနဲ့တော့မတော့ပြန်ထားရတယ်ဒီအိမ်မှာဒီလိုမလဲနေတယ်တော့နိုင်နေထား ဘယ်ရလားသူဖုန်းဝင်ရခုမှဟိုအမွှေးတိုင်းလေးပဲထွန်းပေးလိုက်ဖះเจ้าကနေဩတူပေးပေးနည်းတော့ပြောရပြီနော်နည်းတော့ပြောရတော်ရလားအေးအဆင်ပြေပါနဲ့နည်းနည်းအဆင်ပြေပါတယ်ဟိုအမွှေးကလေးနဲ့နည်းနည်းဟိုကဲလုံးမဲ့ဆိုတဲ့ဆရာမဗမာလဲဆရာမ ဆရာဟိုမှာကျမဒီကဖုန်းလေးနဲ့အေးဆရာဖုန်းနဲ့ပြောနေဆရာပြောနေတယ်ဆရာဆိုတဲ့ဆရာကြီးကိုဒီကိုရဲ့ဆေးတွေကကောင်းကောင်းကြမ်းလေးတွေလောက်ပါအမားတွေပါနေတယ်ချင်းကြီးတော့စားလို့မရဘူးလုပ်လေပြန်ပြီးလုပ်လို့ဗျာ မျက်စိကမကောင်းနေပေးတာဘူး မဟုတ်ဘူးလို့ တော့ပေးနေ ဒါအကုန်လုံးလုပ်ပေးပါမယ်အေးလုပ်ပေးပါခဏလေး ဘာဖြစ်မှာလဲအဲ့ဆိုဟွာကိုဒီ ပြန်လုပ်ပါမယ်ပြန်လုပ်ပြီလေ မလို့ရတော့ကလေးပါလေးရတော့ဒုက္ခမရဘူးပြန်လာမယ်ဒါမဲ့ရက်တော့ကြားမယ်
ဒါရေကိုရဲ့ကောကောလေးရေရောက်မယ် ဟာ ကိုရဲ့ကောကောလေး6ရက် အေးကိုရကောင်းလေး6ရက်ဟဲ့ ကိုညံကလေးနဲ့ကိုညံမှမရှိဘူးကိုညံရောက်မှမလို့ရရခါနဲ့ပြီး မဟုတ်ဘူး ဒီလိုအမတ်တိတ်ခေါ်လို့ပြလိုက်လား တို့ရုံချသွားလိမ့်မယ် ဒီကကောင်းနေမှာ လုပ်ပြီးမယ်လုပ်ပြီး ဟုတ်လားအလုံးမဟုတ်ဘဲနဲ့ဘလိုမျိုးထွက်ရှာလေးတွေအသိကလေးတွေစီးနေတာဆိုင်လွယ်တာတပြောပြပါမ အာမမကြည့်ဘူးဒါပေမဲ့သူ့ယောက်ျားကိုစိတ်ညစ်နေတယ်သူ့ယောက်ျားကိုစိတ်ညစ်နေတယ် သူယောက်ျားပါဘာတွေလောက်ပြီးလဲ ငါမဒီထုတ်တယ်တော့ငါလည်းမသိဘူးအဲ့ဒါငါကိစ္စမဟုတ်ဘူးအဲ့ဒါငါကိစ္စမဟုတ် ပြောပါပြောပါမျိုးပြော ပြပါလားလို့သူယောက်ျားစီးနေလို့ရအောင်အဲ့လိုမျိုးပေါ့နော် သူပြဲလာအဲ့လိုရှိရင်ကကောင်းကန်းနေပါကျန်တော့ဘာမှမလုပ်ပါနဲ့သူ့ကိုဘာမှလည်းမပြောပါနဲ့သူစိတ်ကြိုက်လေးလုပ်ပေးပါအဲ့ဒါမှမလုပ်ပေးဘူးဆိုရင်ဒီကလေးမှထွက်ရင်ပြန်လာခြင်းမရှိတော့ဘူး လုံး ပြန်ရောက်လာပဲပြန်ရောက်တာပဲဒါပေမဲ့ရက်ကြမယ် ဆက်မကြဘူးညံရအောင်ပြော ရဲမ ရက်မကြောင် ရက်မကြအောင်လုပ်ပေးလို့ရခေါ်ပြန်ခေါ်ပေးပါလားရက်မကြအောင် မရ နေ့ ဘူး ပြင်လောက်ရအောင်လေ လက်ပြန်လောက်ရအောင်လေမရနိုင် ရောက်နိုင်ဘူးတဲ့ ဘယ်လိုလုပ်ဖို့လဲတာ ရက်ကြမယ်တဲ့ ရက်ကြမယ်တဲ့ ဒီကသွားတာကောက်ကောက်မူမူ မနေ့ကတော့ကောင်းမှုလူနဲ့ ထုတ်ထစ်ပလိုက် မနေ့ကကောင်းမှုလူနဲ့သွားတာလား ဝင်နေတော့ အဲ့လေးရောက်တယ်ရောက်လားသိတယ်လို့ ကောင်းမှုလူနဲ့ဟောကောင်းမှုလူနဲ့သွား ကကောက်မလူနဲ့ပဲဘုံမလာကြိုတာမိမတယောက်ယောက်ျားတယောက်လက်မယားနှစ်ယောက်လာကြိုတယ် အဲ့ဒါတွေကလူကောင်းနေတာနော် ကောင်းလားသူကကောင်းလားသူ့ကြိုတဲ့ဟာတွေကကောင်းလား ကောင်းတယ်အသက်ကြီးကြီးတွေပဲဒါပေမဲ့ ပြောပေးပါ သွားကြည့်တဲ့နေရာမရဘူး သူသွားကြည့်နေရမရဘူး ပြန်လာမယ်ပြန်လာမယ်သူ ပြန်ခေါ်လိုက်ပါ ပြန်ခေါ်လိုက်ပါမင်းပြန်ခေါ်လိုက်ပါ ပြန်လာမယ်ပြန်လာမယ်ပြန်လာမယ်တန်ကုန်ကြ9ရက်ပဲ ခုနှစ်ရက်ကိုညပဲအရင်ခွဲရအောင် နေတော့နေချင်းပါဦး ဟုတ်ကျွန်တော်အဲ့လိုမရလုံးမမနေတာ တာမိုက်တာမိုက်တာမိုက်အတမထွန်းနဲ့မင်းပြပါတယ်မင်းရမင်းမိမကိုချစ်ကြမင်းမိမအချစ်မှမကန်တာကဲကုန်းသီးတွေကုန်းရွက်တွေဆဲတယ် သွားတော့ဝင် အေးမျိုးမျိုး ချိန်မမီနဲ့ သွားပွဲလူရတဲ့လို့ ခဏလေးဟိုမှာဝယ်တော့ခဏလေးစောင့်ပေးဦး အဲ့ဒီပြတက်လိုက်တော့မိုင်းအမိုင်းနားမနေတာလေဘာပြောပြပြီ ဟိုသူကဟိုမှာနေတာ ဟုတ်ဘူးလေ ကျွာတယ်ပြောပြလဲ ပြန်လာမယ်ဒီသမီးလေးတွေသူသားလေးတွေတတိယနေပြီ နင်းပြန်လာအောင်တစ်ဖက်မကြနဲ့ မြင်မြန်လာတစ်ဖက်မကြအောင်လောက်ပြန်ခေါ်ပေးလေ ရအောင် အနည်းဆုံးတစ်ဖက်ပေါ့တစ်ဖက်ကတော့တစ်ဖက်တည်းရောက်တစ်ဖက်တည်းရောက်လို့ ရောက်သေးဘူးလား လာပြီလာ 5မိနစ်ပဲလိုတော့ပြီ လာမင်းပဲလို့တော့ပြီလာမယ်ကြတော့ကြည့်ကြပါဦးဒါလည်းတော့ပြေးပါဦး အော်ကလေးမ ဟဲ့သူခေါ်ရတယ်ငါ့ကိုမမိုက်တဲ့ဟယ်လိုအေးဒီမှာဘာပဲပြေးလာခဲ့ခု 3ရက်ကြာရင်မိဘကြီး ပြန်လာခဲ့3မိနစ်ပဲ ဆက်သွယ်မယ် ဟုတ်ကဲ့ပြန်လာခဲ့တော့ ဒါသူသမီးကြောင့်မေးမယ် ဒီမှာခေါ်ရတာ အပြတ်ဘူးသူ
သူ့ယောက်ျားလည်းသူမပြတ်ဘူးနည်းနည်းစိတ်ကြီးလည်းပြန်ထွက်သွားတာလေးဆောင်နှံထိုးလောက်နော်လားကိုခေါက်တော့ဟေးဟဲ့ဆောင်နှံထိုးနော်အဲ့ဘို့ ဟေး ဖဲဘို့ဆောင်နှံကလေးဘို့ရလောင်နာဖို့နဲ့လေးဆောင်နှံနေ ကိုရလည်းမရောက်သေးလို့ ကိုရ ကိုလေးစီးလေးသွားလို့ ညလာဟဲ့ သူက3မိနစ်ပဲလို့တော့တယ် 3မိနစ်ပဲလို့တော့တယ်တဲ့ထွက်ဖို့ မသိဘူးလားရှာပြရ ဇာပေးအောင်လား ရလိမ့်မယ်ချ ဒီနေ့ဒီဆိုင်ကမနေပဲလို့ ရပြရ 3မိနစ်ပဲလို့တော့တယ်လား ရုပ်ပေးလားရုပ်ပေးလား ပြောဒီအတိုင်းပြော ရာပေးရဘူးလေရာပေးရဘူး ငါတို့ကခေါ်တတ်တဲ့ဖို့တော့ကောလားဒီရ မှန်လား ဒီကတောင်းဘူးမလားဝင်ဘူးလားအဲ့တောင်း ဟော တော့ ဒါဟောဒါမဟုတ်ဘူးလေ ဘလူးရလေ ဒါပေါ့ ကဲနောက်ပြန်ခေါ်လိုက်ပိတ်ထားတာအဲ့ဒါအကြောင်း 3ရက်ကြာသူ့အမေကိုဆက်သွယ်လိမ့်မယ်တဲ့ သူကကွန်ပြမို့တက်နေတာဟုတ်အစိတ်ကြီးကမသိ စီသေးအောင်ပဲ ကြာကြည့်ဆက်တယ်လေ အဖေကြီးနေတယ်မဘာကြီးနေ ပြောပါသွားတယ်ဆေးဖို့ဖြစ်နေတယ် ဘူးစီရ ငုံနဲ့ ငုံနေတဲ့ ပြန်လာမှာဘာမှမဖြစ်ဘူးဘေးရနေလည်းမဖြစ်ဘူးအကုန်ပြန်လာလိမ့်မယ်ပြန်လာလိမ့်မယ် ကျူဘယ်လို ပြန်လာလိမ့်မယ်အဘူနဲ့ အဲ့လောက်ဖတ်မိုးနီနဲ့ သူသားနဲ့သူသမီးရောအော်မဖြစ်ဘူး ဖလူအတိတေ လုတ်ပြီးကန်ပြီးသွားလို့ရှိရင်လုတ်ပြီးကန်ပြီးသွားလို့ရှိရင် ဟမ် မတလီတွေ 9ရက် ဟာဒါအဲ့ မတို့လည်းအဆင်နဲ့တော့ 4ရက် ခိုင်နှမ်းသမီး 3ရက်နေ့မြောက်ကိုဖုံးဆက်သွယ်လိမ့်မယ်ဖုံးဆက်သွယ်လို့ရှိရင်ကိုယ့်ဘက်ကစိတ်ဆိုးတာတို့စိတ်နာတာတို့လည်းမပြောပါနဲ့ အော် ပြောပါ လိမ္မာလေးနဲ့ပြောပါ တော့ဒါ ကျန်တဲ့ဟာတွေခုနက ဘောပကမှာ အေးအဲ့ဒါဘောပကံ အကောင်လုံးအစဉ်ပြေတယ်သူ့ဟာသူနေတယ်သူ့ဟာသူစားတယ်ကျန်တဲ့ဘာမှမပြောနဲ့ပြန်လို့ဒီအိမ်ကိုလည်းပြန်လာလို့ဆိုရှင်ရှင်းပလိုက်ပါအိမ်ရှင်မကိုယ်တိုင်ရှင်းပါ အောက်ကကွန်ပြထွက်ကြ ရှင်းထဲမှာမကောင်းတာရှိ ကောင်းတာရှိတယ်အေးပြောပြလားအကုန် ကောင်းတာရှိတယ် ခြေတဲ့ဘောင်းလာရှိပြောပြပေးပါပြောမှ ရှင်းထဲမှာမကောင်းတာရှိ ဒီချက်ခိုင်ရောထိရ ဒီလိုတိုင်းလေးထား အေး ခလေးမလေးတယောက်ချစ်တယ် လေးမလေးတယောက်ကမကျွတ်ဘူးတဲ့ ကိုရလာကတ်တာ ဒီချက်ထဲမှာပဲလားချက်ထဲမှာပဲလား ခံနေရတော့ခံနေရတယ် ခံရတယ် လာလောက်တာတော့ ဘုခံနေရ အလူလောက်ပြီးရောကျွတ်မှာလားအလူလောက်ပြီးကျွတ်မှာလားတဲ့ အလူလုတ်ပြီးလဲ तू ဝတ်မကြည့်မချင်းမရဘူးဘာလို့မခေါ်ဘူးမကြည့်သေးဘူးကွာ ဟယ်လို ဒါပေမဲ့ तू ဘာမှမလုပ် तू တရားလူတွေဘာမှမလုပ် ရောက်ချွတ်တယ် ဒါပေမဲ့မတန့် ခိုင်လို့ရလားကျွန်တော်လည်းမတတ်ရ ဒီမြေတွေလည်းမတန့်ဘူး ဒီဒီလည်းမတောက်လို့ပြောတယ် မြေစည်းတွေကိုလှန်ပလိုက်လှန်ပြီးအမွှေးနဲ့သာပေးပါရှန်ထဲပါအမွှေးနဲ့သာပေးပြီးလို့ရှိရင်အိမ်တွေကိုလည်းတိတ်တိတ်ကြကြလေး ပြင်းလိုက် အကုန်လုံးအိမ်မပြင်းနိုင်သေးရင်မပြင်းနဲ့ဘာမှမပြင်းနဲ့အိမ်မှာတန့်ဖို့လို့ဖះเจ้าဆိုဖះเจ้าအိမ်နဲ့ဆိုအိမ်နဲ့တန့်ဖို့လို့အဝိစာသားအစားထားတာပါစေကြည်ပါအိမ်နဲ့ပေါ်မှာသမိန်တွေခေါင်းတွေသမိန်တွေဘောင်းမိတွေအခေါင်းရဲ့ဘက်မှာမထားနဲ့အဲ့ဒါဘလောက်ပဲလုံနေအဲ့အိမ်မှာဒုက္ခဖြစ်တန့်နေလေဒုက္ခဖြစ်သမိန်တွေခေါင်းသမိန်တွေဘောင်းမိတွေကိုရှင်ရင်းမှာပဲထားရှင်ရင်းမှာမထားလို့ကတော့ဒီတိုက်မဲ့ဆက်သွားမှာရံဖြစ်မဲ့လင်မယားတွေကတိကာအောင်ဖြစ်မယ်သားသမီးတွေကိုလည်းမဲတာရှိမယ်ထူတာရှိရင်ရှိသူ့ဟာနဲ့တူမြေမတန်ဘူးနော်မြေမတန်ဘူးမြေတွေဆက်မြေမတန်ဘူးမြေတွေတစ်ခုမှမတန်ဘူး ညီမတောက်ဘူးတဲ့အေးဒီချန်နေမှာ မြေမတန် ညီတွေဆဲနေတဲ့ဒီတောက်ကြောက်တော့ ဒီဆက်တယ် ကျွန်တော်ပြောမလား မတန်ဘူး အကုန်လုံးပါ နားလည်းနားလောက်တော့ဒီချက်ပြပြီ အေးနောက်မှပြောကြည့်ပါမယ် ဒီချက်ပြပြီပဲလို့ ဟုတ်ကဲ့ချောင်းအောက်က အောက်ဘက်က အေးရော ဒီချက်ပြပြီလားဒီအောင်အဲ့ဒါမှလောက်တာ
ခံလို့ပြီးပါဒီမှာ သိချအောင်နော် ဒီချောင်းဘာမှမသိကြပါကလေးတွေအမောင်းလည်းအမေမနဲ့အမောင်းလည်းအမောင်းမသိပါနဲ့ဒီကဘာမှမသိလို့ဒါအိမ်မောက ဒီကအကုန်မတတ် ဒီကအကုန်မတတ်ဘူး อืม ဒီစီရ အေးစီးစီး အကုန်မတတ်မြေစည်းကိုလှမ်းပြီးအမွှေးနဲ့တာနဲ့ပြီး ဟုတ်ကဲ့ ဒါဒိုးမြေပါဆိုပြီးတော့ ဟုတ် ကံနေစင်းတဲ့နေရာနေစားရတဲ့နေရာစားကိုယ့်ရဲ့ပိုင်တဲ့နေရာကိုသွားကိုသွားခြင်းတဲ့နေရာကိုသွားဒီမှာမနေပါနဲ့မစားပါနဲ့ကိုဒီဟာငါတို့မြေငါတို့နက်ငါတို့ရှံနဲ့အကုန်ပိုင်သွားပြီမင်းတို့လည်းသွားခြင်းတဲ့နေရာကိုသွားလာခြင်းလားစားခြင်းစားလို့မရတော့ပါဘူးဒီနေထဲမှာအဲ့လိုပြော မကျွတ်တဲ့လူကနံမယ်လေးတစ်ချက်လောက်သိခွင့်ရသိကျင်တယ် အခလေးမလေးကဒီမှာမနေဘူးတခါတလေပဲလားဟိုးအုံဝင်နေကမပြောပြီ ဘယ်အချမ်းလည်းမသိဘယ်အောင်ကင်းတဲ့ဘက်ကအ ရှိဖက် ရှိဘက် ကလေးမလေးကဝိခံနေရ ခလေးမလေးကငယ်ငယ်လားကြီးကြီးလားမနဲ့အသက်ကြီးလားဟို15 16နှစ်အဲ့လိုအရွယ်ကလေးလား 40ကျော်နေပြီ 40ကျော်နေပြီ ကမလေးကတော်တော်လေးဝိခံနေရတယ်ဒီကမတနာပါကုသိုလ်လေးတော့လုပ်ပေးကြပါကုသိုလ်လေး လောက်ပြီးမှလောက်ပြီး လုပ်ပေးဒါပေမဲ့သူသားတို့မခေါ်နိုင်သေးဘူးသားတို့မခေါ်နိုင်သေးဘူးသားတို့မခေါ်နိုင်သေးဘူး နောက်ကကြီးကစီးကြလာဝေးချင်တာဝေး သူကဝင်ဖက်တက်လာကြတယ်တော့ခိုင်းနေတော့မသိဘူးသူက မသိဘူးဒူးလဲဆောင်းပြီးလို့ပေါက်သွားတယ် ကဲ အဲ့ဆို ကဲဘာမှလဲကိုးရတယ် လုံးနေ ချိန်နေကြော်ကုန်ပြီ ဓမ္မကြမကွေးရပြီကိုရပြီ ဝတ်တယ် ဝတ်တင်နဲ့မိုင်း ဝတ်တယ်နေရာသွား တရားကြံနေတယ် တရားကြမ်းပြီ အောက်ပွဲကြံနေပါလားအိမ်က အိမ်ဘောခွလဲ အိမ်မောက ဆရာမ ပွဲ ပဲတရားပွာလား ဆရာမပဲလို့ ဆရာမပဲတော့မှာလေအိမ်ဘောပွဲတော့ပါ အိတ်စကောက်လို့ ကိုကိစ္စကိုရှင်းရတယ် တခြားဦးရစကောက်မိုင်းလောက်ရမှာနော် ဒီကအေးတရားနဲ့ဆရာမအေးဆရာမ ဆရာမပဲတော့ပါလေ ဒီကအဲ့လိုက်ကွာဒီလိုက်ဝင်လိုက်ကြမှာပြည်တယ်ဒါဖေးရ ဒါအပေါ်လေးပထမဝင်တော့ အေးဒါ သူဝိခံရတဲ့ဆောင်းပါ လောက်ကကောင်မလေးကသူ့သားလေးရှိကိုရောက်တယ်သူ ခေါ်သွားတဲ့ကောင်မလေးလား တားရှိ ဩဟုတ် ဟမ်အေးတေးသွားဟာ သူ့သားဘယ်မှာနေလဲတဲ့အဲ့လေတစ်ချက်ပြောပေးပါလားသိချင်တော့ နောက်ရက် အနောက်ရက် ကိုရွာရတာကိုရွာပိုင်မလား ဘာမဟုတ်ဘူးသူကဒီနေကမှမဟုတ်တာဒီနေကမှမဟုတ်တာတခြားတွေရွာလာပြီးတော့ဒီမှာနေတာ ဟုတ်နမလေးသိခွင့်မရှိလားသူမမိသားစုကြလား ရှိတယ် ဘယ်အနားမှလောက်နေလဲသူမိသားစုတွေက ဒီမြေထဲမှာပဲ ဒီမြေထဲမှာပဲ အဲ့လိုပြောနေတာ ဝေးသိန်းတော့ပြောရစီ သိတယ် တွေ့လား ဟုတ်တယ် ဟုတ်လား သူ သူအတူအမျိုးသား ဟုတ်တယ်
ဘာမှပြင်မပြောပါဘူး ဟုတ်ကဲ့ တောင်းပါတယ်ခလေးပါလေထိတ်ခါအိမ်အောင်ယူပလိုက်တယ်ဟုတ်တယ်လား ဟုတ်တယ် လူလုပ်ပေးရပါလား လူလုပ်ပေးရပါလား လူလုံးပဲလို့ လူလုပ်ပေးရပါလား လူလုံးပဲအောင်ဟာလားတဲ့ လူလုပ်ပေးလေ သူသား ဒီမှာလည်းလောက်ကမေးဟိုမှာပဲလောက်ကမေး ဓမ္မနေတဲ့အရာ ဩ မှာ ဟိုမှာလဲ နောက်အရက်နောက်အရက် နာမည်သူပေးတဲ့အိမ်မှာပဲလောက်ရမှာပေါ့ မပြောပေးနေနဲ့နော် ငါဆောင်ဝင်း ပြောပေးနေ ဟုတ် နဲ့ ကဲ့ဟုတ်ကဲ့သိလား ဟုတ်ကဲ့ဟုတ်ကဲ့ ပြောပြပေးပါ အနောက်ချက်မပေးပါဘူးအနောက်ချက်လည်းမပေးပါဘူး ငါညီမလေးကျူအောင်လုပ်ပါရဲ့ကောင်းနေရောက် မကြည့်ဘူးသမီးရေမကြည့်ဘူးသူကသူ့မှာဝိခံရသေးတယ်ကြည်အောင်ဆက်ကအောင်မေ ဒါမဲ့လုပ်ပါလေသူယောက်ျားလေ ကြည်မှာပါကြည်မှာပါပြန်ဝင်စားမယ် ယုံနေ ဝေ လား သားမယ် ပြန်ဝင်စားမယ်သူဝကြည်ဝါရင်ပြန်ဝင်စားမယ် တို့လောက်ပေးခြင်းလည်းမပြေလေသေးလို့မလုပ်သေးတာပဲရှိတယ် သူသမီးလေးကိုစိတ်မချတာလည်းပါ ဟုတ်ကဲ့သူကိုရှိလွတ်လိုက်တော့မရဘူးလားအော်မရဘူး ဖေးရင်ကပဲနေတယ် ဟုတ်တယ် နေဖို့ပဲစဉ်းစား အေးရင်ဝင်ပေါ်မှာနေလို့စဉ်းစားဘယ်မှဆောင်မလို့နဲ့ပြေးသေးလား ဖေးရတိဖို့ပဲလို့တာ ယေရှုကခောက်ကခါလား ချိန်နေတော့ကြော်တာတိုင်း မလေး ဦးစင်းက မလေး အေး မလေး ဦးစင်းကဟေးဟေးတတိကတတိက ဒီ ဒီမှာအမလေးနားလဲလဲမောင်းအေးမော အေးထူတာနုံခဏလေးဟိုဘက်ကိုလှည့်ပြီးထိုးလိုက်ဒီမှာရှီတော့မထိုး ကော ဘူး င်းကောင်းလေးတော့ပြည့်တယ်လိုက်ပြီးတော့ပြရလား ဦးတက်လည်းကောင်းဦးတက်လည်းကောင်းဦးတက်လည်း နားလဲလဲမောင်းနေတယ်ပြရ ဦးတက်လည်း မလေးကြားတယ်နော်ကိုသိန်းစောကြီးဒီဘာသူပြောတာဘယ်သူမှမေးတာမဟုတ်ဘူး ဟုတ်တယ်လေ ကောင်းမွေပြောတာပဲဟိ အမလေးကလည်းလက်မောင်းလေးတောင်ပြုတ် ဒါနဲ့ပြန်လာတဲ့ပါတကောင်ပြောပါတော့လေ ဟိုဘာပြောလို့လဲလို့အစောတည်းက ဒီပြခင်ရအောင် အမြဲတမ်းလိုက်လုပ်ပေးတယ်မင်းကြီးကို